Hello မင်္ဂလာပါဒီနေ့ကတော့ N5 ရဲ့ grammar အခန်း1ပဲဖြစ်ပါတယ်ဒိုင်းအကပါဒိုင်းကမှာပထမဆုံးတွေ့ရမယ့် grammar လေးကတော့ဖြစ်သည်ကျွန်တော်ဒီဆရာဝန်ဖြစ်သည်ကျွန်တော်ဒီကျောင်းသားဖြစ်သည်ကျွန်တော်ဒီသုတေသနပညာရှင်ဖြစ်သည်ကျွန်တော်ဒီ no ဖြစ်သည်အဲ့လိုမျိုးပြောဖို့အတွက်ကိုဖြစ်သည်ဆိုတဲ့အကြောင်းအရာလေးကိုအရင်သင်ရပါမယ်ဖြစ်သည်ဂျပန်စာမှာဖြစ်သည်လို့ပြောမယ်ဆိုလို့ရှိရင်တော့ hori စကားလုံးလေးနှစ်ခုပါdesu ဒါကို des ဆိုပြီးအတန်ထွက်ပါတယ် des ဖြစ်သည်ပေါ့နော်အဲ့တော့ပထမဆုံးတွေ့ရမယ့် grammar pattern လေးဒီ noun wa noun des အဲ့တော့ပထမဆုံးထပ်ပြီးနောက်ထပ်ရှင်းပြရမှာလေးက hori မှာဟာရေးထားရတော့ဟာပါပဲသူဒီဟီရာဂနာထဲမှာဆိုလို့ရှိရင်လေဟာဟီဖူဟဲဟုတ်ဆိုပြီးတော့ဟာဆိုပြီးတော့အတန်ထွက်သွားပါပြီပေါ့နော်ဒါပေမဲ့ hori grammar ထဲမှာဆိုလို့ရှိရင်တော့ wa ဆိုပြီးတော့အတန်ထွက်ပါမယ်ဒီဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒီပါအဲ့တော့ပထမဆုံးတွေ့တဲ့ noun wa noun that ဆိုတော့ noun ဒီ noun ဖြစ်သည်အောက်ကဥပမာလေးကိုကြည့်ကြရအောင်watashi wa gakse desu watashi meaning နဲ့ချက်ခဲ့ပြီးပါပြီကျွန်တော် wa ဆိုတော့ဒီ gakse ဆိုတော့ကျောင်းသား that ဆိုတော့ဖြစ်သည်အဲ့တော့ noun wa noun desu မှာသူ့ရဲ့ meaning လေးတွေအလိုက်ကိုဝင်ပြီးတော့အစားထိုးသွားလိုက်တော့ watashi ကျွန်တော် wa ဒီ gakse ကျောင်းသား that ဖြစ်သည်အဲ့တော့ကျွန်တော်ဒီဆရာဝန်ဖြစ်သည်ဆိုရင်ရောwatashi wa gakse နေရာမှာ isha ဆိုရဝင်သွားပါမယ် isha အဲ့တော့ watashi wa isha that ဆိုတော့ကျွန်တော်ဒီဆရာဝန်ဖြစ်သည်ဒီ grammar လေးကိုနားလည်မယ်လားနောက်ထပ်တစ်ခုကစောနာတော်ကကျွန်တော်ဒီဆရာဝန်ဖြစ်သည်လို့ပြောထားတော့ကျွန်တော်ဒီចောင်းသားဖြစ်သည်ဒီလိုမျိုးတွေပြောထားတော့ဒီလိုမျိုးပြန်မင်းရောတင်ဒီចောင်းသားဖြစ်သလားဒီလိုမျိုးမေးဖို့အတွက်ဆိုရင်တော့ကဆိုတာလေးလိုပါတယ်ကလာနောက်က desu ဆိုတာဖြစ်သည် desu ရဲ့နောက်မှာကလေးထည့်ပေးလိုက်တယ် desk ဆိုတော့ဖြစ်သလားဆိုဖြစ်သွားတယ်အဲ့တော့ noun wa noun desk ဆိုတော့ noun ဒီ noun ဖြစ်သလားဟုတ်ပါပြီအောက်မှာပြန်ပြီးတော့မေးခွန်းလေးမြလုပ်ကြည့်မယ်အနာတသင်ဝဆိုတော့ဒီဂက်စေចောင်းသား desk ဖြစ်သလားအဲ့တော့အနာတဝဂက်စေ desk သင်ဒီចောင်းသားဖြစ်သလားသင်ဒီဆရာဝန်ဖြစ်သလားဆိုရင်အနာတဝ isha desk သင်ဒီဆရာဝန်ဖြစ်သလားဒီလိုမျိုးဖြစ်သွားပါမယ်နော်ထပ်တွေ့ရမယ့်ဒီဒုတိယမြောက် grammar လေးကတော့ဘယ်လိုလဲဆိုရင်ဟုတ်တယ်မဟုတ်ဘူးဆိုတာလေးကိုပြောမှာပါအဲ့တော့ဟုတ်တယ်မဟုတ်ဘူးပြောဖို့အတွက်ဆိုလို့ရှိရင်နှစ်မျိုးရှိမယ်ပေါ့နော်ဂျာအာရီမာဆန်ဒေဝအာရီမာဆန်မဟုတ်ဘူးမဖြစ်ဘူးဂျာအာရီမာဆန်ဒေဝအာရီမာဆန်တူတူပဲဘယ်ဟာပို့ပြီးတော့သုံးတာများလဲဆိုရင်ဂျာအာရီမာဆန်ကိုပို့ပြီးတော့တွေ့ရပါမယ်ဒေဝအာရီမာဆန်ကပို့ပြီးတော့ရှင်းကျေးပါတယ်ဂျာအာရီမာဆန်ကနေ့စဉ်သုံးလို့ပို့ပြီးပြောလို့ရတယ်ပေါ့နော်အဲ့တော့grammar pattern လေးကိုကြည့်ကြရအောင် noun က noun ကြအာရီမာဆန် noun ဒီ noun မဟုတ်ဘူး noun ဒီ noun မဖြစ်ဘူးပေါ့အဲ့တော့အစားထိုးကြည့်မယ် watashi wa gakse ja arimasen ကျွန်တော်ဒီចောင်းသားမဟုတ်ဘူးဒီလိုမျိုးဖြစ်သွားမယ်နော်အဲ့တော့ဒီတစ်ခေါက်တွေ့ရမယ့် grammar လေးက deshita ဖြစ်ခဲ့သည် deshita ဖြစ်ခဲ့သည် noun ဒီ noun ဖြစ်ခဲ့သည်ဆိုရင် noun wa noun deshita noun ဒီ noun ဖြစ်ခဲ့သည်အဲ့တော့ watashi တို့တွေကြားထားပြီးသား meaning လေးနဲ့တူတူစားထုတ်ကြည့်ရအောင် watashi wa gakse deshita ကျွန်တော်ဒီចောင်းသားဖြစ်ခဲ့သည် watashi wa isha deshita ဆိုရင်ကျွန်တော်ဒီဆရာဝန်ဖြစ်ခဲ့သည် watashi wa ginko in deshita ကျွန်တော်ဒီဘဏ်ဝန်ထမ်းဖြစ်ခဲ့သည်ဒီလိုမျိုးဖြစ်သွားပါမယ်
အဲ့တော့ဖြစ်ခဲ့သည်လို့ပြောခဲ့ပြီးဆိုတော့မဖြစ်ခဲ့ဘူးဆိုတာလည်းရှိမယ်လीနော်နေ့စဉ်ဘဝမှာဆိုလို့ရှိရင်ဝတာရှိတို့တွေကပြောစကားပြောတဲ့နေရာမှာဖြစ်တယ်မဖြစ်ဘူးဖြစ်ခဲ့တယ်မဖြစ်ခဲ့ဘူးဆိုတာတွေပြောတယ်ပေါ့နော်အဲ့တော့ဒီဟာကမဖြစ်ခဲ့ဘူးဆိုတာကိုပြောမှာပါမဖြစ်ခဲ့ဘူးဆိုလို့ရှိရင်ဘယ်လိုမျိုးသုံးမလဲဆိုတော့ဂျာအာရီမာဆန်ဒေရှတာဆိုပြီးသုံးသွားပါမယ်ဂျာအာရီမာဆန်ဒေရှတာမဖြစ်ခဲ့ဘူးဆိုတာကိုဂျာအာရီမာဆန်ဒေရှတာအဲ့တော့ grammar pattern လေးကိုကြည့်ကြည့်ရအောင် noun က noun ဂျာအာရီမာဆန်ဒေရှတာ noun သည် noun မဖြစ်ခဲ့ဘူး noun သည် noun မဖြစ်ခဲ့ဘူးအဲ့တော့အစားထိုးကြည့်ကြည့်မယ်ဝတရှိဝါအရှာဂျာအာရီမာဆန်ဒေရှတာကျွန်တော်သည်ဆရာဝန်မဖြစ်ခဲ့ဘူးဝတရှိဝါဂက်စေဂျာအာရီမာဆန်ဆိုရင်ဟုတ်တယ်ကျွန်တော်ဒီကျောင်းသားမဖြစ်ခဲ့ဘူးဝတရှိဝဂင်ခိုအင်ဂျာအာရီမာဆန်ဒေရှတာဆိုရင်ဟုတ်တယ်ကျွန်တော်ဒီဘန်ဝင်တန်မဖြစ်ခဲ့ဘူးဒီလိုမျိုးလေးဖြစ်သွားပါမယ်ဒါလေးကတော့ပိုင်ဆိုင်ခြင်းကိုပြဝတရှိတို့တွေအစမှာကလေးကတွေးခဲ့တာဗာပထမအဆုံးမှာဗာတွေးခဲ့လဲဆိုတော့ဝဆိုလို့ရှိရင်ဒီဆိုပြီးတွေးခဲ့တယ်ပေါ့နော်ဒီမှာဒုတိယတွေးရမယ့် particle လေးပါ not လို့အတန်ထွက်ပါတယ် not it ရဲ့ပိုင်ဆိုင်ခြင်းကိုပြပါတယ်ကျွန်တော်ရဲ့ဆိုရင်ဝတရှိနော့မင်းရဲ့ဆိုအာနာတာနော့လှလှရဲ့ဆိုရင်လှလှနော့မြမြရဲ့ဆိုရင်မြမြနော့အဲ့လိုမျိုးနဲ့သွားမှာပေါ့နော်အဲ့တော့ကျွန်တော်အဲ့နော့ရဲ့နောက်မှာဘာလိုက်မလဲဆိုတော့ noun လိုက်ပါတယ် noun နော့ရဲ့နောက်မှာ noun လိုက်တယ်ဒီမှာဆိုရင်ဥပမာလေးကြည့်ကြည့်မယ်ဝတရှိနော့ hondes ဝတရှိနော့ hondes ကျွန်တော်ရဲ့စာအုပ်ဖြစ်သည်အဲ့တော့ကျွန်တော်ရဲ့ T ဖြစ်တယ်ဆိုရင်ရောဝတရှိနောခါဆာဒက်ကျွန်တော်ရဲ့ T ဖြစ်တယ်ကျွန်တော်ရဲ့တော့ဖြစ်တယ်ဆိုရင်ရောဝတရှိနောခါကီဒက်ကျွန်တော်ရဲ့တော့ဖြစ်တယ်ကျွန်တော်ရဲ့ထိုင်ကုန်ဖြစ်တယ်ဆိုရင်ရောဝတရှိနောအီဆူဒက်ဟုတ်တယ်အဲ့လိုမျိုးဖြစ်သွားမှာပေါ့နော်ကျွန်တော်ရဲ့ကိုယ့်ရဲ့ပိုင်ဆိုင်ခြင်းကိုပြမယ်ဆိုရှင်ဟော်ရီက not ဆိုတာလေးနဲ့သုံးသွားပါတယ်နောက်တစ်ခုသွားမယ်နော်နောက်ဆုံးမှာဒါကတော့မို့ level မျိုး level လေရှေ့အကြောင်းအရာတစ်ခုပြောသွားတဲ့ဥပမာအဖြစ်ကျွန်တော်ဒီចောင်းသားဖြစ်သည်အဲ့တော့ကိုဘေးမှာတငယ်ချင်းတယောက်ပါတယ်သူ့ကိုလည်းကိုကမိတ်ဆက်ပေးနေတယ်ဒါတော့ငါ့တငယ်ချင်းသူကလည်းចောင်းသားဖြစ်တယ်သူလည်းပဲចောင်းသားဖြစ်တယ်အဲ့လိုမျိုးထပ်တူနေပြောသွားတဲ့ပထမအကြောင်းအရာတစ်ခုနဲ့ဒုတိယအကြောင်းအရာတစ်ခုကသွားပြီးတော့ထပ်တူညီနေမယ်ဆိုလို့ရှိရင်ဒီparticle လေးကိုသုံးမယ်ပေါ့နော်သူအဲ့တော့ဥပမာလေးကိုဖတ်ကြည့်ကြရအောင်ဝတရှိမိုဂက်စေဒက်ကျွန်တော်လည်းပဲចောင်းသားဖြစ်တယ်အဲ့တော့လှလှမိုဂက်စေဒက်ဆိုရင်ဟုတ်တယ်လှလှလည်းပဲចောင်းသားဖြစ်တယ်အဲ့လိုမျိုးပေါ့နော်လဲပဲလို့တင်အဲ့တော့ဒီနေ့မှာဝတရှိကတော့ဖန်တီးထားတာက slide ကလေး၈ခုပေါ့နော် slide ကလေး၈ခုမှာအစအနေနဲ့ပြန်ပြောရရင်ဝတရှိ noun က noun သက်ဆိုတော့ noun သည် noun ဖြစ်သည်ဆိုတဲ့အကြောင်းအရာလေးတစ်ခုပါသွားတယ် noun က noun သက်ကဆိုတော့ဖြစ်သလားဆိုပြီးတော့အကြောင်းအရာလေးတစ်ခုပါပါတယ် noun က noun ကြအာရီမာဆန်ဆိုတော့ noun သည် noun မဖြစ်ဘူးပြီးတော့ noun က noun dash တာဆိုတော့ noun သည် noun ဖြစ်ခဲ့သည်နောက်တစ်ခုကကြတော့ noun က noun ကြအာရီမာဆန်ဒေရှတာဆိုတော့ noun သည် noun မဖြစ်ခဲ့ဘူးနောက်တစ်ခုက not ဆိုတဲ့ particle လေးအကြောင်းပါတယ်မို့ဆိုတဲ့ particle လေးအကြောင်းပါပါတယ်ဟုတ်ကဲ့နောက်နေ့မှာအခန်း2နောက်ရက်တွေမှာတင်ပေးပါမယ်ဝတ္တရှိမှာလေတခြားကိစ္စလေးတွေလည်းရှိနေသေးတော့ grammar file လေးတွေကနေတိုင်းမတင်မေးဖြစ်ခဲ့လို့ရှိရင်လည်းအာနာပါတယ်ဝတ္တရှိအချိန်အားသလိုအချိန်ရရင်ရသလိုတော့အမြဲလို့တင်ပေးနေမှာပါ